ဆိုင်မှုတွေကိုတန်တန်နေမိမိမရပါဘူးနော်ဟေးမောင်ရင်ချာနေပြီလားစီတွေဟောတော့ငါလုံးနှစ်ယောက်တအိမ်မှာပြတ်မရတဲ့တန်ရုံးစိတ်မတရားလေးတွေကိုဖြောက်ပြတ်မရပဲအခုထိလွမ်းနေလို့ပြန်စခွင့်မရတော့တဲ့ချစ်စလည်းရေးဆုံးအလွန်နေပဲဆုံးသက်ရမှာလားမောင်ကြီးချာခဲ့တဲ့ကိုရဲ့ဘဝဟာပြီးစချင်နေရှုံးမမမေးနေမိလိုက်ရမှာလားမောင်ကြီးနှလုံးသားထင်ကြတဲ့လောက်တော့မကြုံမှုတော့မရှိဘူးမောင်ကြီးအသေးကွေးတဲ့ဆိုတဲ့နောက်မှာခန္ဓာရည်တွေပဲရှိမလဲလေမြေတွေဝေးလုံးလို့ခေါ်မိနေမောင်ကြီးမောင်ကြီးလွန်နေဆိုတဲ့စကားတွေဟောတော့ငါလို့ကြားချင်ပါရဲ့တတိတရားနဲ့ဖုန်းလေးဆက်ရင်ကြည့်ဆိုင်မှုတွေကိုတန်တန်နေမိမိမရပါဘူးနော်ဟေးမောင်ရင်ချာနေပြီလားစီတွေဟောတော့ငါလို့နှစ်ယောက်တအိမ်မှာပြတ်မရတဲ့တန်ရုံးစိတ်မတရားလေးတွေကိုဖြောက်ပြတ်မရပဲအခုထိလွမ်းနေလို့ပြန်စခွင့်မရတော့တဲ့ချစ်စလည်းရေးဆုံးအလွန်နေပဲဆုံးသက်ရမှာလားမောင်ကြီးချာခဲ့တဲ့ကိုရဲ့ဘဝဟာပြီးစချင်နေရှုံးမမမေးနေမိလိုက်ရမှာလားမောင်ကြီးနှလုံးသားထင်ကြတဲ့လောက်တော့မကြုံမှုတော့မရှိဘူးမောင်ကြီးအသေးကွေးတဲ့ဆိုတဲ့နောက်မှာခန္ဓာရည်တွေပဲရှိမလဲ